္ဂလာပါရှင်ကျမတို့ပန်ဝါစကားပိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပြီးသွားမှာကတော့လန်ဆယ်ဒေသမှာရွှေလုတ်ကွက်အချင်းများရာမှာမကြာခဏခိုက်ရန်ဖြစ်ပွားနေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ကချင်ပြည်နယ်စော်လော်မြို့နယ်လန်ဆယ်ဒေသမှာရွှေလုတ်ကွက်အချင်းများရာမှာမကြာခဏခိုက်ရန်ဖြစ်ပွားမှုများကြုံတွေ့နေရတယ်လို့လန်ဆယ်ဒေသခံတို့ကပြောပါတယ်ပြီးခဲ့တဲ့လကပဲ KIA ခကဘိုရာ KPDF နဲ့ဒေသခံတွေရွှေရင်းလူရင်စကားများကြတယ်ထိုးကြကြိတ်ကြတယ်ပြီးတော့မှ KIA နဲ့ KPDF တို့ကနေဒေသခံတွေကိုပြန်လာတောင်းပန်တယ်ဒီမှာကခဏခဏဖြစ်နေတာဟုတ်တယ်ကျွန်တော်သိရတဲ့လောက်ဆိုရင်၃ကြိမ်ရှိပြီ KIA နဲ့ PDF အပြန်အလှန်ပြစ်ကြတာတစ်ခါနောက်ပြီးတော့ KIA နဲ့ PDF ပဲဓာတ်ခုံမှုဖြစ်ကြတာကတစ်ခါဟုတ်တယ်အခုကဒေသခံပြည်သူတွေနဲ့ဖြစ်တာပြည်သူတွေကိုပါလှည့်ပြီးမဲလာတဲ့သဘောရှိတယ်လို့သူကပြောပါတယ်အခုလိုပြည်သူတွေနဲ့အချင်းများရန်ဖြစ်ပွားရခြင်းမှာဒေသခံပြည်သူတွေကိုရွှေလုတ်ကွက်တွေမှာရွှေတူးဖော်ခွင့်မပြုတော့တဲ့အတွက်စကားများရခြင်းဖြစ်တယ်လို့သူကပြောပါတယ်ဒီကဒေသခံတွေအားလုံးကရွှေတူးဖော်တဲ့အပေါ်မိခိုစားတောက်နေရတာတောင်ရလောက်ကင်စားတောက်တာလည်းမလုပ်တာကြတော့မလုပ်တတ်ကြတော့ဘူးရွှေတူးဖော်ခွင့်သာမရရင်ဒေသခံတွေအတော်လေးဒုက္ခရောက်ကြတော့မှာ KIA ကဝတွေကိုဦးစားပေးပြီးတူခိုင်းနေတာဟုတ်တယ်လို့သူကထပ်မံပြောပါတယ်KIA တို့ကနေလန်ဆယ်ဒေသမှာရွှေလုတ်ကတ်တွေအားလုံးကိုလက်ဝါးကြီးအုပ်ချုပ်ကင်ထားပြီးတရုတ်လုပ်ငန်းရှင်တွေနဲ့ဝတွေကိုဦးစားပေးလောက်ကင်စီကဒေသခံတွေရွှေတူးဖော်မိဆိုပါကလည်းအခွန်အခအဖြစ်ရွှေများပေးဆောင်နေရတယ်လို့သိရပါတယ်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတဲ့အတွင်းဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများစီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးနဲ့နိုင်ငံရေးသတင်းတွေကိုကဏ္ဍဆွန်လင်းစွာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နားတော်တာဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးပဲကျေးဇူးတင်ပါတယ်။